ကြည်လင်သားရတဲ့စောက်အုံညတွေမှာကဘာမြေကိုငေးကြည့်နေတဲ့မိမပြိုတူရှိနေပါတယ်။သူမကဂျုံနှံတွေကိုကင်နာတဲ့စိုက်ပျိုးရိတ်သိမ်းခြင်းနဲ့ဖျားမှဖြစ်ပါတယ်တဲ့။တချို့ကြတော့လေဒါဟာဝမ်းနဲ့နေတဲ့မိမငယ်လေးလို့ပြောကြပြီးတချို့ကြတော့တရားမျှတမှုနဲ့တန်ရှင်းစင်ကြယ်မှုတို့ရဲ့နဲ့ဖျားမှဖြစ်ပါတယ်တဲ့။ခိုးယူခံလိုက်ရတဲ့သမီးတူရာသီဥတုတွေကိုပါထာဝရပြောင်းလဲပစ်ခဲ့တဲ့ဖြစ်ရတစ်ခုနဖျားတွေဘာကြောင့်လူသားတွေကိုစွန့်ခွာသွားခဲ့တယ်လဲဆိုတဲ့အကြောင်းပြချက်ဒါဟာကောင်းကင်ဘော်ကမင်းမပြိုလေးလို့တင်စားကြတဲ့ကံရသည်ဗာကိုကျဲစုရဲ့ရှုပ်ထွေးလာတဲ့ဒဏ္ဍာရီလေးဖြစ်ပါတယ်ဒီရှုပ်ထွေးမှုကိုဆက်ဖြေရှင်းဖို့အတွက်ကျမရဲ့ channel ကို like and subscribe လေးလုပ်သွားပေးကြပါဦးနော်ဟုတ်ရင်တော့ကဘာမီဟာတာယာဝပြောပြီးအမုန်းတရားနဲ့စစ်မှတ်ကင်းရှင်းတဲ့ရွှေခေတ်တစ်ခုကိုပိုင်ဆိုင်ခဲ့ပူပါတယ်နဖျားတွေကလူသားတွေနဲ့အတူတကွရှင်သွဲနေထိုင်ကြတဲ့ကာလပေါ့ဒါပေမဲ့จิตခေတ်တန်ခေရောက်တဲ့အခါမှာတော့လူတွေဟာအမုန်းတရားတွေနဲ့မတော်လောဘတွေများလာတယ်စစ်ပွဲတွေဖြစ်လာတဲ့အခါဒါကိုဆက်ဆုပ်ရွံရှာတဲ့နဖျားတွေကကဘာမြေကိုဆွန့်ခွာသွားခဲ့ကြပါတယ်ဒါပေမဲ့လူသားတွေပေါ်မှာမျှော်လင့်ချက်ရှိသေးတဲ့နဖျားမှာ SDR ကတော့ငြိမ်းချမ်းမျှတမှုကိုပြန်လိုက်ရှာဖို့တပါးလေးကြံနေခဲ့တယ်တဲ့သူမကဇူးနဲ့တိုက်တန်နဖျားမှာတီမစ်တို့ရဲ့သမီးဖြစ်ပြီးတော့တရားမျှတမှုတန်ရှင်းစင်ကြယ်မှုတို့ရဲ့အပြိုစင်နဖျားမှာဖြစ်ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့သူမကလည်းကဘာမြေကိုဆွန့်ခွာပြီးနတ်ဖျားရဲ့ကောင်းကင်ဘုံစီပြန်သွားရင်ဘာကိုကျဲစုဖြစ်လာပါတယ်တဲ့သူမကင်ဆောင်တဲ့ချိန်တွေကတော့သူမရဲ့ဘေးကလျက်မှာ library ကျဲစုဖြစ်တည်ရှိနေပါတယ် SDR က library နဲ့လည်းဆက်ဆက်နေရကြောင်းသူ့ရဲ့အကြောင်းကို library အကြောင်းတင်မှာပဲအပြည့်စုံပြပြပေးပါမယ်ဖာကိုကျဲစုမှာအတောက်ပါဆုံးကစပိုက်ကာကျဲဖြစ်ပြီးတော့ဒါကဂျုံနှံလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်ဖာကိုကဂျုံနှံတွေကိုကင်နာတဲ့စိုက်ပျိုးရိတ်သိမ်းခြင်းရဲ့နှစ်ဖျားမှာဖြစ်တယ်လို့လည်းယူဆကြပါတယ်။မြေစီရောစွာကြွယ်ဝမှုနဲ့စိုက်ပျိုးရိတ်သိမ်းခြင်းတို့ရဲ့နှစ်ဖျားမှာဖြစ်တဲ့ဒီမီတာမှာသမီးတစ်ယောက်ရှိပါတယ်။သူမရဲ့နာမည်ကခိုရီလို့ခေါ်ပြီးတော့ຫນွေဦးရာသီနဲ့ကောက်ပဲသီးနှံတို့ရဲ့နှစ်ဖျားမှာလေးပါ။တနေ့မှာတော့တင်းငိမ့်ပြီးအနေအေးတဲ့အပြင်မြေအောက်လောကရဲ့ဘုရင်ဖြစ်တဲ့ Hades ကကိုရီယိုချစ်မိသွားတာကြောင့်ဇိုးရဲ့ခွင့်ပြုချက်နဲ့မြေအောက်လောကကိုဖန်ခေါ်သွားခဲ့ပါတယ်။အဲ့ဒီလိုနဲ့ကိုရီကမြေအောက်လောကရဲ့အရှင်သခင်မှဖြစ်လာပြီးလူသေးတွေကိုခေါ်ဆောင်လာတဲ့သူလို့အဓိပ္ပာယ်ရတဲ့ပါစီဖုန်ဖြစ်လာခဲ့ပါတယ်။သမီးဖြစ်တဲ့သူကအဖမ်းခံလိုက်ရတဲ့အခါမှာဒီမီတာကဝမ်းနဲ့ပူဆွေးမှုကြောင့်ငိုကြွင်းရင်းနဲ့သူမရဲ့တာဝန်တွေကိုလစ်ဟာလာခဲ့ပါတယ်။သူမရဲ့ပူဆွေးမှုကြောင့်မြေကြီးတွေကခွဲအပ်၆တွေ့လာရင်းနဲ့ကမ္ဘာမြေကြီးကအေးခဲလာပါတယ်။ဒီလိုနဲ့ကဘာမြေမှာဆောင်းရာသီစတင်ဖြစ်ပေါ်လာခဲ့တာပါတဲ့။စားနပ်ရိက္ခာတွေရှားပါပြီးတော့လူတွေအငတ်ပြေကြုံလာတဲ့ခါမှာတော့ဆူစ်ကဒီကိစ္စကိုဂျားဝင်ဖြေရှင်းရပါတော့တယ်။ဒီလိုနဲ့ပါစီဖုန်ကနှစ်တစ်နှစ်ရဲ့6လကိုမိခင်နဲ့အတူပြန်နေခွင့်ရပြီးတော့ကျန်6လကိုတော့မြေအောက်လောကမှာနေရပါတယ်။ဒါကြောင့်ပါစီဖုန်ကကဘာမြေပေါ်နေတဲ့အချိန်ဟာနွေရာသီဖြစ်လာပြီးမြေအောက်လောကမှာနေတဲ့ကာလကတော့ဆောင်းရာသီဖြစ်လာပါတယ်တဲ့။လက်တွေ့ကာလမှာလည်းဆောင်းဦးနှောင်းပိုင်းနဲ့ဆောင်းရာသီကာလတွေမှာညဘက်ရောက်တာနဲ့ဖာကိုကျဲစုကအနောက်ဘက်မကုတ်ဆောင်းပိုင်းတွေကိုဝင်ရောက်ပြောက်ကွဲသွားပါတယ်။နှွေဦးရာသီရောက်တဲ့အခါမှာသာပြန်ပြီးတော့မြင်ရပါတယ်တဲ့။ဒီနေရာမှာဖာကိုဆိုတာကအပြိုစင်မင်းမငယ်လေးလို့အဓိပ္ပာယ်ရပြီးတော့ဒါကပါစီဖုန်မဖြစ်သေးခင်ကိုရီဆိုတဲ့နတ်ဖျားမလေးဖြစ်ခဲ့တဲ့ကာလကိုရည်ရွယ်တာပါ။ဒါကြောင့်လဲကိုရီဖြစ်တဲ့ပါစီဖုန်ကဖာကိုကျဲစုရဲ့ဒဏ္ဍာရီနဲ့ကိုင်ညီနေတာပါ။နောက်ထပ်ဒဏ္ဍာရီတစ်ခုမှာတော့ဖာကိုကိုသူ့နာကဘူထီဆိုတဲ့တိုးထိန်ကျဲစုနဲ့ကန်နစ်မိုင်နာဆိုတဲ့ခွေးကျဲစုလေးတွေနဲ့ဆက်ဆက်ထားပါတယ်။အသင်မြို့မှာနေတဲ့ Icarus ဆိုတဲ့တိုးထိန်တအုပ်ကိုဝိုင်းနက်ဖျားဖြစ်တဲ့ Dionysus ကဝိုင်လုံကြီးတင် जा ပေးခဲ့ပါတယ်။အဲ့ဒါနဲ့ Icarus ကသူ့မိတ်ဆွေတွေကိုသူလုပ်ထားတဲ့ဝိုင်းတွေကိုမြည်ခိုင်းခဲ့တယ်။ခါမဝိုင်းမတောက်ဘူးတဲ့တောသားတိုးထိန်တွေကတော့သူတို့ကိုအစိတ်ခတ်တယ်ထင်ပြီးတော့ Icarus ကိုတပ်ပစ်ခဲ့ပါတယ်တဲ့။ဖခင်ဖြစ်တဲ့သူကအိမ်ပြန်မလာတဲ့ခါမှာ Icarus ရဲ့သမီးဖြစ်တဲ့ Ericone ကသူမရဲ့ခွေးလေးမေရာနဲ့အတူတူလိုက်ရှာပါတော့တယ်။နောက်ဆုံးမှာတိတ်ဆုံးနေတဲ့သူမရဲ့ဖခင်အလောင်းကိုတွေ့ရတဲ့အခါမှာတော့ဝမ်းနဲ့ပူဆွေးသွားတဲ့အေရီကိုနီကသူ့ကိုယ်သူကျိုးဆွဲချပြီးတော့အဆုံးစီရင်သွားခဲ့ပါတယ်။ခွေးလေးမေရာကတော့ရေတွင်းထဲကိုခုန်ချသွားခဲ့ပါတယ်တဲ့။ဒါကို Dionysus တီသွားတဲ့အခါမှာတော့ဒေါသထွက်ပြီးတော့အေသင်မြို့ကိုချိန်ချတိုက်ခဲ့ပါတယ်။အေသင်တစ်မြို့လုံးမှာပလေယောဂါတွေဖြစ်ပွားခဲ့ပြီးတော့လက်မထက်ရသေးတဲ့မိမပြိုလေးတွေကတော့အေရီကိုနီလိုမျိုးအဆုံးစီရင်အောင်ပြုလုပ်ခဲ့တာပါ။ဒါကြောင့်ဇုစ်ကဒီမိသားစုလေးကိုကောင်းကင်ပေါ်မှာထည့်သွင်းပေးရင်းနဲ့ဒိုင်ယိုနိုက်ဆပ်ရဲ့အမျက်ကိုပြည်စီခဲ့တာပါအဲ့လိုနဲ့မိမပြိုလေးအေရီကိုနီကတော့ဖာကိုအဖြစ်ဖြစ်တဲ့ Icarus ကဘူတီဆိုတဲ့တိုးထိန်ကျဲစုဖြစ်လာပြီးတော့ခွေးလေးမီရာကတော့ကန်နစ်မိုင်နာဆိုတဲ့ကျဲစုလေးဖြစ်လာပါတယ်အဲ့လိုနဲ့အခုချိန်ထိတိုင်အောင်ဖာကိုကသူမရဲ့ဂျုံနှံစီကိုကင်ဆွဲပြီးတော့ကောင်းကင်ရံမှာလင်းလက်နေသေးပါ
သူမကလူသားတွေရဲ့အမောင်တူကနေထွက်ပြေးရင်သူကိုယ်တိုင်အလင်းတွေဖြစ်လာတယ်။ဝမ်းနည်းမှုကနေပြန်လည်စတင်ခြင်းတွေဖြစ်လာပြီးတော့ဆုံးရှုံးမှုတွေကနေလည်းပြန်လည်ရှင်သန်လာခဲ့တယ်။ဒါကြောင့်ဖာကိုကဒဏ္ဍာရီတစ်ခုထပ်ပိုးနေခဲ့တာပါ။နောက်တစ်ခါကျဲတွေကိုကြည့်ဖြစ်တဲ့အခါမှာဒီမိန်းကလေးတွေကိုသတိရလိုက်ကြအောင်နော်။ခုလိုမျိုးဒဏ္ဍာရီတွေကိုစိတ်ဝင်စားရဆိုရင်တော့ကျမရဲ့ YouTube Channel ကို Like and Subscribe လုပ်ခဲ့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။